plan plan ဆိုတာလဲတာပေါ့နော် plan ဆိုတာပြောင်းလဲသည်လို့လည်းပြန်လို့ရတယ်အဲ့တော့ထိုင်းနေရဲ့အတန်ပြင်မှာပြောတဲ့အတန်တိုင်းဆိုရင် plan လို့ပြောနေတဲ့အတန်တကယ်တော့ဒီဘီသရအတိုင်းဖတ်မယ်ဆိုရင်တော့ plan ပေါ့နော် plan ပြောင်းလဲသည်လဲသည်ပေါ့နော် plan တော့တစ်ပူရရဲ့စကားလုံးတော့ရဲ့အဓိပ္ပာယ်တော့ကျွန်တော်ဒီညမှာ wine လို့ရေးထားတယ်ပေါ့နော် table စပွဲ wine ကိုပြောတာဖြစ်ပါတယ် plan တော့ဆိုရင်ကျွန်တော်တို့ wine chain နဲ့ပေါ့ကျွန်တော်ဒီစားတော့ဆိုင်မှာဆိုလို့ရှိရင်ဒီ wine မဟုတ်ဘူးနောက်ထပ်တစ် wine ကို chain မယ်ဒါမျိုးကို plan တော့လို့ခေါ်တယ် plan တော့ wine လဲသည်ပေါ့နော် table chain သည်နောက်တစ်ခုခေါ် plan တော့အတစ်ပူရရဲ့စကားလုံးခေါ်ရဲ့အဓိပ္ပာယ်ကျွန်တော်တို့စာကြောင်းရဲ့ရှေ့ဆုံးမှာထားထားတယ်ဆိုရင်ခေါ်ရဲ့အဓိပ္ပာယ်ကျွန်တော်ဒါတောင်းဆိုချက်သူတောင်းဆိုတယ်ဆိုတော့သိရမယ်ပေါ့နော်ပါတောင်းဆိုလဲနောက်ကနေထည့်ထားတယ် plan တော့အပေါ်မှာ wine လဲသည်လို့မြန်မာလိုပြန်ထားပေးတယ်အဲ့တော့ခေါ် plan တော့ wine လဲပေးပါလို့သူကတောင်းဆိုတာအဲ့တော့တချို့စကားလုံးဒီရှေ့ဗီဒီယိုတွေမှာကျွန်တော်ရှင်းပြခဲ့သလိုပေါ့နော်အနောက်မှာ noise လေးနဲ့ထည့်သုံးလိုက်ရတယ်ခေါ် plan တော့ noise ရမှာနော်ရကြလေးဆိုရင်ခေါ် plan တော့ noise ครับစပွဲ wine လေးချိန်ပေးပါလဲပေးပါခင်ဗျာဆိုတဲ့အဓိပ္ပာယ်ရမှာနော်နောက်ဆုံးတစ်ကြောင်းခေါ် plan เป็นโต๊ะนู้นခေါ် plan เป็นโต๊ะนู้นဆိုတာဒါကျွန်တော်မြည်တမ်းဆွဲတိုင်းရေးထားဖြစ်တယ်เนาะစလုံးပေါင်းက no o no my to no လိုမျိုးလေးပေါင်းပြရမယ်ဒါတော့ကျွန်တော်တို့ဒီပါဇက်တွေကလာတဲ့เนาะမြည်တမ်းအတိုင်းမြည်တမ်းဆွဲပြီးတော့ no o no my to no နဲ့ရေးထားပြရဖြစ်တယ်အဲ့တော့ခေါ် plan เป็นโต๊ะนู้นအဲ့တော့မှတ်ထားမယ်เนาะဒီညမှာ plan ဆိုရင်အမြဲတမ်းပင်နဲ့ပဲကက်လေးရှိပါတယ်အဲ့တော့မှတ်ထားပါ plan ဆိုရင်ပင်နဲ့ပြောင်းတွေ့တုံးလေးရှိတယ် object ပိုင်းเนาะ plan ရဲ့နောက်မှာထပ်ထည့်လို့ရသေးတယ်ရမယ်เนาะအဲ့တော့ခေါ် plan เป็นโต๊ะนู้นโต๊ะဆိုစပွဲโต๊ะนู้นဆိုဟိုးဘက်ကစပွဲโต๊ะนู้นဟိုးဘက်ကစပွဲဒါဆိုရင်ခေါ် plan เป็นโต๊ะนู้นဆိုတော့ဟိုးဘက်က wine လေးကိုပြောင်းပေးလို့ရမလားပြောင်းပေးပါဆိုပြီးတော့တောင်းဆိုတာဖြစ်ပါတယ်เนาะအဲ့တော့ဒါကြောင့်ကျွန်တော်နောက်ဆုံးပေးလေးမှာတောင်းဆိုချက်လို့ထည့်ထားပေးတာဖြစ်ပါတယ်ရမယ်เนาะ